Hello မင်္ဂလာပါကျွန်တော် Boynes ပါဒီကနေ့တော့ကျွန်တော်ရဲ့ podcast အသစ်လေးကဘဝတခီတော့တယောက်ခေါင်းစဉ်လေးနဲ့ကျွန်တော်ရဲ့ချစ်ရဆိုတော့ညီကိုမောင်နှမတွေတူဘဝမောတွေပြည့်စေဖို့ခီးတစ်ခုအတူတူတွားကြရအောင် Let's go ခီးတွားတယ်ဆိုတာတော့လူတိုင်းတော်များများနေရာတဲ့တွေတွားဖို့တက်ဖို့လှလှရိုက်ကြဖို့အားလည်းရည်တွေနားယူပြီးတော့ကိုယ့်ရဲ့ဘဝရဲ့မှတ်တရတစ်ခုခုကိုဖန်တီးကြဖို့ခီးထွက်လေးရှိကြတယ်ကျွန်တော်တို့ဘဝခီးတစ်ခုဆိုတာတော့တင်ငန်းစားတွေတင်ကြားနေတဲ့နေရာတစ်ခုလို့ဆိုလို့ကျင်တယ်ကိုပို့ပြီးနားလဲလာစေသလိုကဘာကြီးနဲ့လည်းပို့ပြီးတော့နီးစပ်ခွင့်ပေးတယ်ဘဝရဲ့အတိတ်ပဲတန်ဖိုးကိုလည်းရှောက်ဖွေခွင့်ပေးတယ်ကျွန်တော်ဘဝမှာမိဘတွေရဲ့လက်အောက်ကနေပြီးတော့ပထမဆုံးခီးထွက်လာတာတော့အသက်22နှစ်အဲ့လောက်ကအလုပ်ရဖိအားတွေရဲ့ဘဝရဲ့မတေချာမရေရတဲ့အမှုအကျင့်တွေကြားထဲကနေပြီးတော့မိဘရဲ့လက်အောက်ကနေပြီးတော့ကိုတော့ခီးထွက်လာခဲ့တယ်ခီးကတော့ကျွန်တော်ဘဝကိုအပြောင်းလဲတစ်ခုဖြစ်စေခဲ့တယ်အဲ့လိုပဲပြောရမှာပဲလူတိုင်းမှာရှိတယ်ဒီဘဝရဲ့ပြောင်းလဲတဲ့အချိန်တော့ဟုတ်တယ်မဟုတ်လားအဲ့ဒီအချိန်တွေတုန်းကတော့အောစရာကောင်းတဲ့ခံစားမှုတွေပြဿနာတွေနဲ့ညှိသက်မှုတွေဆိုတာအဲ့ဒီခိုက်တက်နေမှာကျွန်တော်ကိုသင်ပေးခဲ့တဲ့ပညာတွေလက်ရှိချိန်မှာတော့နေထိုင်ဖို့အရေးကြီးတဲ့ပုံစံကိုအမြဲတမ်းအနာဂတ်ကိုစိုးရိမ်နေတာတွေလို့မဟုတ်ရင်တော့မှအတိတ်ကိုနောင်တရမိတာတွေလို့နေတတ်ကြတယ်ခရီးသွားရင်လည်းလက်ရှိအခိုက်တက်လေးတွေကိုသင်ယူရတာတော့ပျော်တယ်ခရီးသွားရင်လည်းလူသစ်တွေနဲ့တွေ့ဆုံရတာတွေကလည်းဘဝတည်းသင်ခန်းစာတစ်ခုဖြစ်လာတယ်လူတယောက်ကတော့ပြောဦးတယ်ဗျဘဝမှာအောင်မြင်မှုဆိုတာတဲ့မင်းပက်ဆက်ရှာနိုင်တာမဟုတ်ဘူးတဲ့မင်းဘယ်လောက်ထိပျော်ရွှင်နိုင်လဲမဟုတ်ရင်မင်းဘယ်လောက်ထိပေးဆက်နိုင်လဲအဲ့ဒီစကားဘဝရဲ့ရည်မှန်းချက်တွေကိုပြင်ပြီးတော့သုံးသပ်ကြည့်ရတယ်ဘာရလာလဲဆိုတော့ကျွန်တော်တို့ဘယ်လောက်ထိတောက်ခံနိုင်လာလဲပေါ့ဘဝမှာခီးသွားတယ်ဆိုတော့နေရာတစ်ခုနဲ့တစ်ခုသွားတာတဲ့မဟုတ်ပဲနဲ့ကိုယ့်ရဲ့အတွေ့ကိုယ့်ရဲ့ယုံကြည်ချက်တွေကိုပြောင်းလဲပြီးတော့ကိုပိုကောင်းတဲ့လူတစ်ယောက်ဖြစ်အောင်လုပ်ပေးတာလည်းဖြစ်တယ်ခီးသွားရင်လည်းကိုယ့်ရဲ့အားနည်းချက်အားသာချက်တွေကိုကိုမသိသေးတဲ့အရာတွေကတိလာတဲ့အချိန်မှာကိုလည်းသတိထားမိလာတယ်တခါတလေအခက်အခဲတွေနဲ့ရင်ဆိုင်ရမှာကြောက်တယ်ဒါပေမဲ့ခီးလန်းကပျောက်သွားပြီးတော့ကိုယ့်ရဲ့ဉာဏ်ရည်နဲ့တက်တီကိုတုံးပြီးအခက်အခဲတွေကြော်လာနိုင်တဲ့အခါကျရင်လည်းပျော်တယ်အဲ့လိုတွေ့ကြုံတွေကလည်းကိုယုံကြည်မှုရှိတဲ့လူတစ်ယောက်ဖြစ်လာစေတာလေအရာရာကိုစူးစမ်းလို့စိတ်နဲ့သွားအခက်အခဲတွေရင်ဆိုင်ခြင်းစိတ်နဲ့သွားအဲ့ဒါဆိုရင်သူများထက်အရင်ခရီးရောက်လိမ့်မယ်သူများထက်ဘဝကိုပို့ပြီးတော့အောင်မြင်နိုင်တဲ့လူတစ်ယောက်ဖြစ်လာလိမ့်မယ်တင်အခုဘဝရဲ့ဘယ်ခရီးမှာရောက်နေတဲ့ဆိုတာကိုတွေးဖို့မလိုဘူးအဓိကရှေ့ဆက်တင်သွားနေဖို့ပဲလိုတာကိုမေးကြည့်ပါစိတ်ရှုပ်နေရလားလမ်းလျှောက်ရတာပင်ပန်းပြီလားတကယ်တော့ဘဝဆိုတာစာရွက်မှာဖတ်ရတာတဲ့တကယ်ဖြတ်တန်းရတာပူခက်ခဲတယ်ဒါပေမဲ့တက်တန်းတစ်ခုရောက်လာတဲ့အချိန်မှာတော့ကိုယ့်ရဲ့ငယ်ဘဝတွေအကုန်လုံးကမြစ်တာတက်တွေဖြစ်နေတတ်တယ်ချစ်ရသောညီကောင်မောင်နှမများဘဝရဲ့တနေ့တာမှာကျွန်တော်ရဲ့ digital vibe လေးတွေကိုနားဆင်ရင်းနဲ့စိတ်ထဲတစ်ခုခုကြံခဲ့ရင်လည်း comment လေးတွေမှာမှတ်ပါပေးဖို့ကျွန်တော်အကြံပြုချင်ပါတယ်အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးလည်းတင်ပါတယ်အေဂျင့်တော်ဘဝများပိုင်ဆိုင်ကြပါစေနောက်ဘဝမှာတွေ့ကြရအောင်